အဲ့တော့ကိုပြောချင်တာကဗမာတွေကဗမာစိတ်မွေးကြပါမင်းတို့ဗမာတွေအချင်းချင်းတက်နေကြလို့ဘာသာကြားလူမျိုးကြားတွေကမင်းတို့ကိုလှေကြုံစေးပြီးတော့သူတို့အခွင့်အရေးတွေသူတို့ယူနေတာရိုင်းပြောရလို့ရှိရင်မင်းတို့ဗမာချင်းတက်တာကိုသူတို့နောက်ကွယ်နေမြောက်ပြီးမင်းတို့ခွေးမွေးသလိုမွေးတာမင်းတို့ဗမာချင်းတက်လေသူတို့ကြိုက်နေတယ်အဲ့တော့တချို့ကဗမာလို့မပြောပါနဲ့ဗျာမြန်မာလို့ပြောပါမြန်မာဆိုတဲ့စကားလုံးကပါဇက်ဖျားကထွက်လာတာဗမာဆိုတဲ့စကားကရင်ကောင်းတွေကထွက်လာတဲ့အတန်လေတန်ချင်းမတူအဲ့တော့ဗမာဆိုတဲ့စကားလုံးသုံးတာကိုကျော်ကြီးကပိုကြိုက်တယ်ဗမာပဲဖြစ်ဖြစ်မြန်မာပဲဖြစ်ဖြစ်အတူတူပဲအင်္ဂလိုဘာမှမျိုးနွယ်စုကဆင်းသက်လာတဲ့လူမျိုးတွေတိဘက်မြန်မာမျိုးနွယ်စုကဆင်းသက်လာတဲ့လူမျိုးတွေမို့လို့ဗမာလို့ခေါ်လိုက်မြန်မာလို့ခေါ်လိုက်မျိုးမျိုးခေါ်ကြတာတိုင်းရင်းသား135မျိုးတလုံးပါတယ်အတူတူပဲဟုတ်ပြီနော်အဲ့တော့အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ကိုကျော်ကြီးကိုလာမငင်းခုံတယ်ကိုကျော်ကြီးကဗမာလို့ပြောရတဲ့စကားစီစီပိုင်ပိုင်ရှိတယ်အဲ့ဒါကိုပုံနှစ်တက်တယ်ဟုတ်ပြီနော်အဲ့တော့ဗမာလို့ပဲပြောမယ်မင်းတို့အခုအချင်းချင်းကိုလူမျိုးအချင်းချင်းကိုမျိုးနွယ်အချင်းချင်းအာနာလူရင်းနဲ့တက်ကြတယ်အာနာကနိုင်ငံရေးခွဲဝေရေးမှာမင်းတို့လွတ်တော်ထဲမှာအပြိုင်ဆိုင်ငင်းခုံရမှာငကိုတဲကဗမာဘရင်တွေလက်ထက်ထဲကအားလုံးကကိုဒေတာကိုချုပ်တာဖက်ဒရယ်စနစ်နဲ့သွားတာဗမာဘရင်လက်အောက်ခံမြန်မာနိုင်ငံလို့ရှိနေပြီမဲ့အားလုံးကဖက်ဒရယ်စနစ်တွေနဲ့သွားကြတာအဲ့ဒါကိုမင်းတို့နားလေရမယ်အခုလေဖက်ဒရယ်စနစ်နဲ့သွားခြင်းသွားနိုင်ငံရေးအငင်းခုံတွေလုပ်ကြလက်လက်ကင်ပြီးကိုလူမျိုးချင်းချင်းတတ်နေမင်းတို့နောက်ကလှေကြုံစီးနေမှာအဲ့တော့အခုဘာတွေပြောလဲဆိုတော့မွတ်စလင်တွေကတော်တော်များများကခိုးတုံးကစာရွက်စာတမ်းတွေလာထုတ်ပြဦးနုခေတ်ကစာရွက်စာတမ်းတွေထုတ်ပြတယ်လွတ်လပ်ရေးသမိုင်းမှာဥရဇက်ကဘလို့ဥရဇက်ပါတာမွတ်စလင်တွေပါလာတာမဟုတ်ဘူးဥရဇက်ကိုအကြောင်းပြုပြီးမွတ်စလင်အခွင့်အရေးတောင်းလို့မရဘူးဟုတ်ပြီနော်တခါတည်းပြောလိုက်တာတိုင်းရင်းသားဒီလွတ်လပ်ရေးကိုစပြီးတော့လုပ်ခဲ့တာဗမာအစည်းအရုံးနေရာတွေစလုပ်တာတခင်မျိုးဟေဒို့ဗမာဆိုဒို့ဗမာအစည်းအရုံးကြီးကနေစတာဒီလွတ်လပ်ရေးရဖို့အတွက်မင်းတို့မွတ်စလင်တွေစခဲ့တာလည်းမဟုတ်ဘူးဟုတ်ပြီနော်ဥရဇက်ကိုအကြောင်းပြပြီးမွတ်စလင်အခွင့်အရေးပေးပါလို့တောင်းလို့မရဘူးခေါ်ဒီတိုင်းပြည်လွတ်လပ်ရေးမရခင်မှာမူဂျာဟစ်တပုံတွေကဘုသီတော်မောင်းတော်မှာစနေပြီဘင်္ဂလားဒေ့ရှ်နယ်စကနေမြန်မာပြည်ရခိုင်ဒေသမှာစနေအဲ့တော့ရခိုင်မှာဖြစ်တာဗျာရန်ကုန်မှာဖြစ်တာမဟုတ်ဘူးလို့လာမပြောနဲ့အဲ့ဒါဗမာအချုပ်ချာအာဏာပိုင်မြေရခိုင်ပိုင်နဲ့မြေမဟုတ်ဘူးနားလဲလားတိုင်းရင်းသား135မျိုးသလုံးပိုင်နဲ့မြန်မာနိုင်ငံကြီးရဲ့အချုပ်ချာအာဏာပိုင်မြေရခိုင်သေးတန့်ခွဲထွက်လို့မရဘူးအဲ့ဒီအတွက်ကရခိုင်နဲ့ကလားနဲ့ရန်ဖြစ်တာခင်ဗျားတို့ဗမာတွေပါစရာမလိုဘူးလို့လာပြောစရာအကြောင်းကိုမရှိတာအချုပ်ချာအာဏာဆိုတာကိုနားလဲရမယ်တရောင်းသားကတိန်ကြီးရွှေခွက်နဲ့ထမင်းစားခြင်းလို့မရဘူးဟောတာကတိုင်းရင်းသား135မျိုးအချုပ်ချာအာဏာပိုင်နဲ့မြေမင်းတို့ကအလားပိုင်နဲ့မြေလို့ထင်ပြီးတော့မင်းတို့ကအာဏာကိုတက်လူနေတာအချိန်ပေါင်းများစွာလူနေတာဦးနုလက်ထက်မှာမင်းတို့ရဲ့မူဂျာဟီဒင်တွေနဲ့ငိမ့်ညမ်းရေးလုပ်ပြီးတော့သူတို့ကိုရိုဟင်ဂျာဆိုပြီးနာမည်ပေးမယ်ဆိုပြီးစာချုပ်တွေချုပ်နိုင်ငံရေးသမားနဲ့ပလဲနဲ့လဲလုပ်တဲ့ဟာတွေငါတို့လာမပြနဲ့လက်မခံဘူးနိုင်ငံရေးသမားတွေဘလို့လုပ်ခဲ့ဒီမြေကဗမာတွေဟိုးဘိုးဘေးပြီးပြူနိုင်ငံတော်တွေကအုပ်ချုပ်လာတဲ့မြေဖြစ်တဲ့အတွက်ဗမာပဲပိုင်နေအလားမပိုင်ဘူးအဲ့ဒီအတွက်မင်းတို့ရတဲ့ရထိုက်တဲ့နိုင်ငံရေးအခွင့်အရေးကိုမင်းတို့ရမယ်မင်းတို့ဘာသာကိုလွတ်လပ်စွာကိုးကွယ်ခွင့်ရရင်မင်းတို့ကျင့်တတ်ရမှာအဲ့ကြတဲ့ဗမာလွတ်လပ်စွာကိုးကွယ်ခွင့်ရလို့လဲဗျဟဲ့အောင်နဲ့မင်းတို့မစဉ်းစားတာနော်ဗမာစကားကိုကျော်ကြီးပြောတဲ့လူစကားကိုမင်းတို့နားထောင်ဟောဒီလောကကြီးတစ်ခုလုံးကိုတဏှာကဖန်ဆင်းတယ်တဏှာအုပ်ဆိုးတယ်တဏှာကအပိုင်စားရထားတယ်အဲ့ဒါဗုဒ္ဓဘာသာရဲ့အယူဝါဒအဲ့ဒီတဏှာကိုတတ်ရတာလေဗုဒ္ဓဘာသာရဲ့အယူဝါဒတဏှာပိုင်ဆိုးတဏှာအုပ်ချုပ်တဲ့လောကကြီးကိုမင်းတို့ကအလားပိုင်နဲ့အလားအုပ်ဆိုးတယ်လို့လာပြောတဲ့ကူကဗမာဗုဒ္ဓဘာသာတွေနဲ့စန့်ကျင်ဘက်စကားကိုပြောတာစန့်ကျင်ဘက်စကားကိုဗမာတွေကသူတို့လည်းကိုးကွယ်ကျင်တာကိုးကွယ်ပါစေဆိုတဲ့လက်ခံထားတဲ့ကူကမင်းတို့ဗမာတွေရဲ့နှလုံးသားကိုမင်းတို့နားလေရမှာမင်းတို့ကိုခွင့်ပြုပေးခဲ့တာဟုတ်ပြီနော်မင်းတို့ကစန့်ကျင်ဘက်စကားကိုအရင်ဆုံးမင်းတို့ကစပြောတာဗုဒ္ဓဘာသာတွေကတဏှာအုပ်ဆိုးတယ်တဏှာဖန်ဆင်းထားတဲ့လောကတဏှာအုပ်ချုပ်တာဟာဒီလောကကဟောဒီလောကကလွန်မြောက်ခြင်းတဏှာကိုတတ်ရတယ်အဲ့ဒါဗမာအယူဝါဒမင်းတို့ကအလားယူဝါဒနဲ့လာတယ်မင်းတို့ကိုလွတ်လပ်စွာကိုးကွယ်ပေးလိုက်တယ်အဲ့ဒါဗမာနှလုံးသားကိုမင်းတို့ကလေးစားမှုပေးရမှာမင်းတို့အယူဝါဒတွေကိုလွတ်လပ်စွာကိုးကွယ်ပေးတယ်ဆိုတော့မင်းတို့ကငါတို့ကိုလေးစားရမှာဒါပေမဲ့မင်းတို့ကအခုနောက်ပိုင်းမှာဘာဖြစ်လာလဲဆိုတော့မင်းတို့ဗလီတွေမှာဟောနေတယ်ငါတို့ကအစ္စလမ်ဘာသာကအရာရာပြည့်စုံနေအစ္စလမ်အတုံးဆောင်နေအစ္စလမ်ယဉ်ကျေးမှုကကာဖီတွေရဲ့ယဉ်ကျေးမှုနဲ့ရောနှောစရာမလိုဘူးဆိုတော့မင်းတို့ဟောပြောနေတဲ့ဗီဒီယိုဖိုင်တွေငါတို့ကနားနဲ့ဆက်ကြားတယ်ဟုတ်ပြီနော်
မင်းတို့အဲ့ဒီအယူဝါဒတွေရှိနေသမျှဗမာတွေနဲ့မင်းတို့တွေကလူတပ်ပွဲဖြစ်နေမှာပဲဗမာစကားရှင်းရှင်းလေးမင်းတို့ဘင်္ဂလီမွတ်စလင်တွေဝင်လာတဲ့မင်းတို့အယူဝါဒတွေခေါင်းထောင်လာတာဘောလကာတွေချုံလာတယ်အရင်တော့ဗမာမွတ်စလင်တွေမြန်မာမွတ်စလင်တွေအကုန်လုံးဒီဗမာနဲ့တသွေးတသားတည်းနေတာတနခါဘဲကြားတွေနဲ့နေတယ်ဝတ်သားစားတဲ့လူတွေမြင်ဘူးတယ်ဈေးထဲမှာဘလို့ဝတ်သားစားလဲငါသိတယ်အရက်တောက်တဲ့ကောင်တွေငါမြင်ဘူးတယ်ဘယ်သူမှမတားဘူးသူကသူဝါသနာပါရအမှုပညာအကုန်လုပ်တယ်မင်းတို့ဝင်လာပြီးတဲ့မွတ်စလင်တွေအကုန်အနေထိုင်ကျဉ်ကျက်သွားတယ်pressure တွေအရန်ပေးတယ်ဟုတ်တယ်နော်အဲ့ဒီမှာဗမာနဲ့စပြီးသွေးကွဲလာတာပဲအနေထိုင်ရောအပြုတ်မှုရောအလုတ်ကင်တွေရောသွေးကွဲလာပြီးတော့မင်းတို့ကမြင့်မြတ်တယ်ဆိုတဲ့စကားတွေမင်းတို့စပြောလာတာအဲ့ဒီတော့ဗမာနဲ့ပြိပခါမဖြစ်ချင်လို့ရှိရင်အာနာမတုနဲ့မင်းတို့ကိုအယူဝါဒမတူတာကိုလွတ်လပ်စွာကိုယ်ကွယ်ခွင့်ပေးထားတာကမင်းတို့တွေကလက်ခံပြီးတော့မင်းတို့ကျေနပ်နေရမှာဗမာတွေကဗမာအယူဝါဒကိုမပြောဘူးဗုဒ္ဓဘာသာအယူဝါဒကိုမပြောဘူးငါတို့ဗုဒ္ဓဘာသာအယူဝါဒကိုပြောပြမယ်ဘယ်ကောင်မှငါတို့နဲ့အယူဝါဒလာရှင်ပြိုင်လို့မရဘူးချုံမချငိုသွားစေရမယ်မကျေနပ်ဘူးဆိုရင်ကြိုက်တဲ့လူမျိုးကြိုက်တဲ့ဘာသာကငါနဲ့စိတ်ခေါ်လို့ရတယ်မင်းတို့ပြိဿကြားတဲ့ပဲငါလာခဲ့မယ်မကျေနပ်လို့ငါ့ကိုအစိမ့်လိုက်ဝါစားလဲငါဂရုမစိုက်ဘူးမင်းတို့ကဗိဒကန်သုံးပုံကိုကင်ပြီးတော့အဲ့ဒီထဲမှာရှိတဲ့မကောင်းတဲ့ညဉ့်ညမ်းတဲ့ကိစ္စတွေအပြစ်တွေအနာစာတွေကိုပြောငါကမင်းတို့ကိုးကွယ်တဲ့ကျမ်းစာကိုတရားဝင်အသိမဲ့ပြုထားတဲ့ Bible တွေကိုရန်ကျမ်းတွေကိုကင်ပြီးတော့တရားဝင်ပြုမင်းတို့အသိမဲ့ပြုထားတဲ့ကျမ်းစာကိုကင်ပြီးတော့ညဉ့်ညမ်းတာတွေမဟုတ်တရုပ်တွေမကောင်းတာတွေအကုန်ငါတိုင်းထိုင်ပြောမယ်မကျေနပ်လို့ငါ့အစိမ့်လိုက်ဝါစားလဲငါဂရုမစိုက်ဘူးဟုတ်လားဘာသာအယူဝါဒရှင်းပြိုင်ခြင်းနဲ့ဆိုရင်ပြောတာအေးအဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်မင်းတို့ကငါတို့ဘာသာနဲ့စန့်ကျင်ဘက်စကားတွေပြောနေတာကိုငါတို့ကခွင့်ပြုထားတယ်ဆိုတဲ့ကူကငါတို့ရဲ့နှလုံးသားတွေကိုမင်းတို့ကနားလည်မှုပေးရမှာဟုတ်ပြီနော်အာနာမမောနဲ့မြေမမောနဲ့လွတ်လပ်စွာကိုယ်ကိုယ်ငင်းငင်းညံ့ညံ့နေငါတို့ကငင်းညံ့တာကြိုက်တယ်ဗမာတွေကပျော့ပျော့ရွှင်ရွှင်နေတဲ့ဗမာက12လရာသီပျော်ပွဲရွှင်ပွဲရှိတယ်ငင်းငင်းညံ့ညံ့ပျော်ပျော်ရွှင်ရွှင်နေရတော့ဗမာတွေကနှစ်သက်တယ်ဟုတ်ပြီနော်